ဒီလျှက်စစ်လုပ်ငန်းတွေမှာဆိုရင်ဒီလျှက်စစ်တိုင်းတာစစ်ဆေးနည်းတွေကိုအများစုကသေချာလိုက်ပြီးတော့မလုပ်ကြသေးဘူးကျွန်တော်တို့လေ့လာမိသလောက်အားနည်းချက်တွေလည်းအများကြီးရှိနေတာကိုတွေ့ရှိရတယ်ဒီအတွက်ကြောင့်မို့လို့ကျွန်တော်ကဒီဗီဒီယိုလေးတွေဖန်တီးပြီးတော့ကျွန်တော်လေ့လာမိတဲ့အကြောင်းအရာတွေကို YouTube မှာအပိုင်းလေးတွေနဲ့တင်ပေးထားတာလည်းရှိပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီအခုဒီမှာဆိုလို့ရှိရင်ကျွန်တော်ရှေ့မှာဒီတိုင်းတာတဲ့မီတာတွေပေါ့နော်တိုင်းတာတဲ့ဒီလျှက်စစ်တိုင်းတာစစ်ဆေးတဲ့မီတာလေးတွေရှိတယ်ဒီဗီဒီယိုလေးတွေဒီဟာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေအားလုံးကိုလည်းပဲကျွန်တော်ဒီဗီဒီယိုတွေကို YouTube ပေါ်မှာတင်ထားပေးပြီးသားဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီ2019လောက်ကပေါ့နော်ဒီစာအုပ်လေးကျွန်တော်ဒီဟာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်လေ့လာပြီးတော့ဒီဟာစာအုပ်လေးကိုပြုစုထားတယ်ဒီစာအုပ်ထဲမှာလည်းပဲဒီလျှက်စစ်တိုင်းတာစစ်ဆေးနည်းတွေအားလုံးကိုကျွန်တော်ထည့်ပေးထားတယ်ဒါပေမဲ့လည်းပဲဒီစာအုပ်ကကျွန်တော်တို့ electrical low voltage အတွက်ကိုပဲရည်ရွယ်ပြီးထုတ်ပေးထားတယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်တိုင်းတာနည်းတွေဒီမီတာရင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုအသုံးပြုရမလဲ safety နဲ့ပတ်သက်ပြီးတော့ဘာတွေပါမလဲဆိုတဲ့အကြောင်းအရာတွေအားလုံးကိုဒီစာအုပ်ထဲမှာကျွန်တော်ပြည့်စုံစွာသေချာလေးဖော်ပြပေးထားတယ်အဲ့တော့ကျွန်တော်ဒီစာအုပ်ကဒီ2019လောက်ကဆိုတော့ဒါအတော်တော်လေးကြာပြီပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းပဲကျွန်တော်က wiring နဲ့ပတ်သက်တဲ့အခြေခံအကြောင်းအရာတွေတိုင်းတာစစ်စင်နည်းတွေကိုသိချစွာဒီထဲမှာရေးသားပြုစုထားပါတယ်နောက်တစ်ခုကကျွန်တော်လေးလာမိတဲ့အကြောင်းအရာတွေပေါ့နော်ဒီလေးလာမိတဲ့အကြောင်းအရာတွေထဲမှာဒီလျှက်စစ်ကအသွင်းတဲ့စနစ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာစာအုပ်လေးတစ်အုပ်ရေးသားပြုစုထားတယ်ဒီထဲမှာဆိုလို့ရှိရင် charging system တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြည့်စုံစွာဖော်ပြပေးထားတယ်ပေါ့နော်ဘယ်လိုမျိုးတက်ဆင်ရမလဲအသွင်းတဲ့အခါမှာဘာတွေဆောင်ရန်နေရှိမလဲဆိုတဲ့အကြောင်းအရာတွေကိုဒီစာအုပ်ထဲမှာဖော်ပြပေးထားတယ်နောက်တစ်ခုကကျွန်တော်တို့ဒီလျှက်စစ်ဒီအခြေခံသမားတွေပေါ့နော်လျှက်စစ်အခြေခံနဲ့ပတ်သက်ပြီးတော့တေချာသွားလေ့လာခြင်းတယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်ဒီနောက်ဆုံးရေးသားထားတဲ့စာအုပ်လေးဖြစ်ပါတယ်ဒီစာအုပ်ကတော့ဒီ electrical ဒီ principle for the electrical trade ပေါ့နော်အဓိကတော့ကျွန်တော်တို့ဒီ bedding ဘိုင်းမှာအလုပ်နေတဲ့သူတွေပေါ့ wiring ဘိုင်းမှာအလုပ်နေတဲ့သူတွေဆိုလို့ရှိရင်ဒီစာအုပ်ထဲမှာပါတဲ့ wiring နဲ့ပတ်သက်တဲ့အခြေခံအကြောင်းအရာတွေအားလုံးပြည့်စုံစွာဖော်ပြပေးထားပါတယ်ဒါကတော့ကျွန်တော်တို့ဒါ theory သဘောတရားနဲ့လက်တွေ့သဘောတရားကိုတည်တည်ချာချာလေးဒီထက်မှာကျွန်တော်ကောက်နှုတ်ပြီးတော့ဖော်ပြပေးထားပါတယ်ဒီစာအုပ်ကိုဒါအခုမှဒါကျွန်တော်တို့ဒါဒီစာအုပ်ကနောက်ဆုံးထွက်ထားတဲ့စာအုပ်ပေါ့နော်ဒါကတော့စာအုပ်တွေနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်sharing ပြန်လုပ်ပေးတာပေါ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပဲကျွန်တော်YouTube မှာလည်းပဲအားလုံးကိုပြန်ပြီးမျှဝေပေးထားပါတယ်နောက်ပိုင်းအောင်လည်းပဲကျွန်တော်တက်နိုင်သလောက်ဗီဒီယိုတွေဖန်တီးပြီးတော့ YouTube ပေါ်မှာပြန်ပြီးတင်ပေးဖို့လည်းရှိပါတယ်